ဒါလေးကတော့အင်ကြီးရဲ့အနောက်ချမ်းလေးပါနောက်ချမ်းလေးမှာတီချာတို့ကခတိုလေးဆိုတော့ဒီမူလာကိုရိုင်းကနေပြီးအကို4စီယံလောက်ကိုချထားတယ်ဒီမှာအနောက်မှာတောက်ကလေးထည့်ထားတယ်ဒါကတော့အနောက်ဒီခါလေးကိုတီချာတို့စားထားပါတယ်เนาะနောက်ဒီဟာလေးကိုစားထားတယ်နော်အခုဒီအနောက်မှာတော့တောက်ထည့်ရင်လည်းရတယ်တောက်မထည့်ရင်လည်းရတယ်တီချာတော့တောက်ကလေးထည့်ထားတယ်ပေါ့เนาะဒီမှာတော့ပုံထဲမှာတော့မပါဘူးပေါ့เนาะဒါလေးကကြတော့အရှိချမ်းလေးပါเนาะဒါလေးကတော့အရှိချမ်းလေးပါဒီအရှိချမ်းလေးမှာကြတော့သူကဒါသူ့ရဲ့ရင်ပုံးလေးပေါ့เนาะရင်ပုံးလေးကသူ့ရဲ့ဒီဟာလေးကို copy လုပ်တယ် copy လုပ်ပြီးတဲ့အခါကျလို့ရှိရင်သူ့ကိုဒီလိုလေးယူထားပါတယ်ဒီလိုယူထားတယ်ပြီးတော့ဒီလိုလေးပြန်ဆောင်းထားတယ်ဒီမှာအခွဲလေးရှိပါတယ်เนาะအဲ့တော့ဓာတ်ကိုတော့တချို့ဒီဘက်ကိုရွှေ့မှာပေါ့เนาะဒီဘက်ဓာတ်ကလေးကိုတချို့ရွှေ့မှာအဲ့တော့ဒီဓာတ်ကိုပိတ်မယ်ဒီဓာတ်ကိုဖွင့်မယ်အဲ့တော့ဒီနံပါတ်1ကတကောင်ဖွင့်မယ်တကောင်ပိတ်မယ်เนาะဒါလေးကတော့ရှင်းချမ်းလေးပါပြီးသွားတဲ့ခါကျတော့ဒါကเนาะဒီလိုမျိုးလှုပ်လိုက်တဲ့ခါမှာဒါလေးကိုတောက်ကလေးကိုပိတ်လိုက်ပြီးဒါလေးကကျတော့ကြောလေးကိုစားလိုက်ပြီးပေါ့เนาะဒါကကြောမှာအဆက်ကလေးရှိပါတယ်ဒါတော့နောက်ချမ်းလေးပါเนาะအရှိချမ်းလေးမှာကျတော့ခုနဒီဘေးထောက်လေးကိုကျတို့ပိတ်လိုက်ပြီးပြီးလိုက်တဲ့ခါမှာဒီကောင်ဖွင့်လိုက်ပြီးတဲ့ခါကျရင်ကျတို့ဒီမှာတောက်ကလေးကို1 2 3ဆိုပြီးတော့ဖွင့်ပါမယ်เนาะ1 2 3ဆိုပြီးဒီတောက်ကလေးကိုဖွင့်ပါမယ်ဖွင့်တဲ့ခါကျလို့ရှိရင်ကျတို့ဒါဘယ်လောက်ဖွင့်မလဲဆိုလို့ရှိရင်2 cm 3 cm 3 cm 3 cm တော့ကျတို့ဖွင့်လို့ရပါတယ်เนาะဒါမှမဟုတ်4 cm 4 cm 4 cm တော့ဖွင့်လို့ရတယ်ဒါကတော့အင်ဂျီရဲ့ကိုရရဲ့အကြီးအသေးပေါ်မူတည်တာပေါ့နော်အင်ဂျီကြီးတယ်ဆိုရင်တချို့က4လောက်ဖွင့်လို့ရတယ်အင်ဂျီကသေးတယ်ဆိုလို့ရှိရင်တော့ကိုက3လောက်ပဲဖွင့်ပေါ့နော်ဟိုဓာတ်သေးအောင်ပေါ့နော်